ဒီဗီဒီယိုမှာတော့ WordPress တွေပေါ်နေတာကိုမကြည့်ချင်တဲ့သူတွေ WordPress ပေါ်တာကိုဖျောက်ချင်တဲ့သူတွေအတွက်ကျွန်တော်အခုဒီဗီဒီယိုလေးနဲ့မြောက်ပေးမယ်ဒီမှာတော့ပထမတစ်ခုကတော့ကျွန်တော်လက်ရန်နေကလက်ရန်နေဆိုရင်အရင်တော့ဆိုရင်ကျွန်တော်တို့လေကလက်ရန်တက်နေတယ်အခုလိုမျိုးတွေပဲ WordPress ဆွဲပြီးတော့ကျွန်တော်တို့ body ရေးဆော့တော့ဗောနော်ဒါဆို WordPress ပေါ်နေအခုနောက်ပိုင်းအဲ့လိုမလုပ်နဲ့တော့ကျွန်တော်တို့ body ဆော့တက်ရုံနဲ့မရတော့ဘူးအခုနောက်ပိုင်းကခင်မိတာလည်းဖြစ်တော့ကျွန်တော်ဒါတွေကို update လုပ်ရမယ်ကျွန်တော်တို့ဒါကို smart ချအောင်လုပ်တော့ဗောနော် Okay ဒီမှာဆိုရင်ကျွန်တော်တို့အဲ့ဒီခဏကတက်တာတဲ့ WordPress နဲ့ Hangler ကိုကျွန်တော်တို့ဖျောက်ပြီးတော့အခုအထည်ကနေထည့်တိုင်းထည့်ပြီးဒါတော့တေချာတော့တိုင်းဖို့လိုအပ်ပါတယ်တေချာတိုင်းပြီးရင်တော့ဒါထည့်လို့ရပြီလုံနေကြလို့ဆိုကျွမ်းကျင်တယ်เนาะဒါတွေကတိုင်းတာတော့ဘာမှပြောစရာမလိုတော့အဆင်ပြေသွားပြီ Okay ဒီမှာဆိုလဲဒါကတော့တခုဒါကတော့ကျွန်တော်တို့ဘယ်လိုနေရာတောက်လဲဆိုတော့နရန်နေမှာကျွန်တော်တို့ဟော်ဒိုတွေပြေးတဲ့ချိန်မှာအဲ့လိုညံနေမှာတောက်တယ်ဒါကဒီလိုမျိုးအခုလိုမျိုးလုပ်ပြီးဘေးကနေဝရိတ်ဆောပြီးတော့စီးမုတ်လိုက်လောကပျောက်သွားမယ်เนาะဒါဆိုရင်ကျွန်တော်တို့ဘာမှ WordPress တွေပါပေါ်မနေတော့အဆင်ပြေသွားပြီ